အခန်းစနစ်ဂိုင်းတွင်စမ်းသပ်ပွဲနေဝန်လင်းအိတ်တက်စစ်တော်ထိုနှက်ချဲဟန်ရွက်ဂိုင်းတစ်ခုလုံးဟာဒီနေ့မှာတော့ပုံမှန်ထက်ပိုပြီးတက်ဝင်လှုပ်ရှားနေပါတယ်တပြက်တက်တွေရဲ့စွမ်းအင်ကိုစစ်ဆေးမဲ့ဂိုင်းတွင်စမ်းသပ်ပွဲကျင်းပမဲ့နေ့ထက်တာကြောင့်ပါတောင်ကုန်းအနက်မှာဂိုင်းသားတွေစုယုံနေကြပြီးလူတိုင်းရဲ့မျက်နှာမှာရင်ခုန်စိတ်လှုပ်ရှားမှုတွေနဲ့ပြည့်နှံ့နေပါတယ်ဝန်လင်းကတော့ဒီလူအုပ်ကြီးထဲမှာတာမန်အစေခံတစ်ပြက်တယောက်လိုမျိုးခတ်အေးအေးရနေခဲ့ပါတယ်သူ့ရဲ့အတွင်းပိုင်းမှာတော့နတ်ပယောပတိစေရဲ့အကူအညီနဲ့ရရှိထားတဲ့ Chi condensation ဒုတိယအဆင့်စွမ်းအားတွေကငြိမ်သက်နေတဲ့ပင်လေပြင်လိုနှက်ရှင်းနေပါသည်သူဟာသူ့ရဲ့စွမ်းအားအစစ်ကိုဘယ်သူမှမသိအောင်ဝိညာဉ်အာယုံနဲ့ဖုံးကွယ်ထားပါတယ်စင်မြင့်ပေါ်မှာတော့ပါရမီရှင်လို့တင်စားခံရတဲ့ဝန်ကျိုးကသူ့ရဲ့စွမ်းအားတွေကိုထောက်ပြနေပါတယ်သူဟာဝိညာဉ်စွမ်းအားကိုအသုံးပြုပြီးကြောက်တုံးကြီးတွေကိုအမုံချိတ်ပြတဲ့အခါအကြီးခဲတွေစီကချီကျိုးထန်တွေဟာတောင်ကုန်းတစ်ခုလုံးဟင်းထွက်သွားပါတယ်။ဝန်ကျိုးကဝန်လင်းရှိရဘက်ကိုအထင်သေးတဲ့အကြည့်နဲ့ကချက်ကြည့်လိုက်ပြီးအမိုက်ကတော့အမိုက်ပဲလို့ခက်တိုးရေရွတ်လိုက်ပါတယ်။မကြခင်မှာပဲဝန်လင်းရဲ့အလဲရောက်လာပါတယ်။ဝန်လင်းရှေ့ထွားခစ်ဆိုတဲ့အကြီးခဲရဲ့အတန်ကြောင့်လူတိုင်းရဲ့အကြည့်တွေကသူ့စီစုပုံရောက်ရှိလာပါတယ်။လောင်ပြောင်သံတွေရေမောသံတွေကဝင်းကျင်မှာပြန့်လွင့်နေပြီမဲ့ဝန်လင်းကတော့ကြောက်ရွံ့တရုပ်လူတည်ငြိမ်စေပါသူဟာစမ်းတက်တဲ့ကြောက်တန်ရှိမှရပ်လိုက်ပါတယ်။ဝန်လင်းဟာသူ့ရဲ့စွမ်းအားလုံးကိုထုတ်မပြပဲ10ပုံတပုံလောက်ကိုသာအသားရထုတ်လွှတ်လိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီစွမ်းအားလေးကတင်ကြောက်တန်ကိုတိတိတသာတုံခါသွားစေပါတယ်။လူအုပ်ကြီးခဏတာလင်းကျသွားပါတယ်။အကြီးခဲတွေတောင်မျက်မောင်းကျုပ်ပြီးဝန်လင်းကိုအသေးချထင်းကြည့်လိုက်ရပါတယ်။ဒီကောင်လေးကြင့်ကြံချင်းအုံမြေကိုစတင်ရရှိနေပြီလား။ဖျံခွဲအတွင်းမှာသူ့ကိုအမြဲအနိုင်ကျင်းလေးရှိတဲ့စီနီယာတစ်ပြက်တစ်ယောက်ကဝန်လင်းကိုစိန်ခေါ်လိုက်ပါတယ်။ထိုသူဟာဝန်လင်းကိုလူအများရှိမှအရှက်ခွဲဖို့ကြိုးစားခဲ့ပေမဲ့ဝန်လင်းကတော့တာမန်ခြေလန်းလေးတွေနဲ့အသားရရှောင်သိမ့်နေခဲ့ပါတယ်။အခွင့်အရေးရတဲ့ခဏမှာဝန်လင်းကဝိညာဉ်စွမ်းအားကိုလက်ဖြားမှစုစည်းပြီးအသားရတိုးလိုက်ုံနဲ့ထိုစီနီယာဟာစင်ပေါ်ကနေလွန့်ထွက်သွားပါတော့တယ်။တကွိုင်းလုံးအံ့ဩမင်တတ်သွားကြပါတယ်။ဝန်လင်းကတော့ဘာမှမဖြစ်သလိုပဲစင်ပေါ်ကနေဆင်းလာခဲ့ပါတယ်။သူသိထားတာကတော့အခုချိန်မှာလူပေါ်လူစော်လုတ်ဖို့ထက်ကိုယ့်ရဲ့လွတ်ဝက်ချက်ကိုထိမ့်သိမ့်ပြီးပုံမအစွမ်းထလာဖို့ကပိုအရေးကြီးတယ်ဆိုတာပါပဲ။ညရောက်တဲ့အခါဝန်လင်းဟာပတိစိတ်ထဲကဟင်းလင်းစပင်ကိုပြန်ဝင်သွားပါတယ်။အဲ့ဒီမှာသူဟာအပြင်လောကထက်ပိုများတဲ့အချိန်တွေကိုအသုံးပြုပြီးကျင့်စဉ်တွေကိုဆက်လက်လေ့ကျင့်ပါတယ်။သူဟာအခုဆိုရင်တာမန်လူတစ်ယောက်မဟုတ်တော့ပါဘူး။နတ်ဖျားဖြစ်ဖို့ခြေလန်းစတင်လိုက်တဲ့ဝန်လင်းဖြစ်နေပါပြီ။သူ့ရဲ့ခရီးလန်းကအခုမှတကယ်စတင်တာပါ